ကျွန်တော်နာမည်ခင်မောင်ကျော်ပေါ့နော်ကျွန်တော်တင်ရတော့ United City Football Club ပေါ့ကျွန်တော်တောင်းယူရတာတော့ hard coach ကောင်းတာပေါ့ဘာဖြစ်လို့ကျွန်တော်တို့အသင်းမှာရှိတဲ့ကစားသမားတွေအများအပြားလက်ရွေးတွေမပါဘူးဒီကစားသမားတွေနဲ့ချွေကိုကြတော့သူတို့ကခွင့်ရမရှိဘူးအခုကျတော့သူတို့လာခံပြီးတော့ဟိုစပါဝတ်လို့မျိုးကစားသမားတွေပါဆိုသူတို့ကအတွေ့အကြုံလည်းအများကြီးရတယ်အတွေ့အကြုံလည်းအများကြီးရပြီးတော့သူတို့လည်းပြောတာပေါ့ကျွန်တော်တို့လည်းပြောတာပေါ့သူတို့နည်းနည်းဟိုဥစတာပုံစံဆိုတော့နည်းနည်းတက်ကြီးပိုင်းနေပြီးတော့ပါတယ်ဗျဒါပေမဲ့သူတို့ကအရင်တော့ကစားခဲ့တဲ့အနေထားရှိတဲ့ဆိုတော့သူတို့ရဲ့ talent တွေ system တွေစက်တွေကသားကောင်းပါကျွန်တော်တို့ကတော်တော်ခက်ခဲတာပေါ့ပြီးတော့ကျွန်တော်တို့ကလည်းရှိတဲ့လူနဲ့ကန်ရတာပေါ့ယာဒီပိတ်ပြီးတော့ကျွန်တော်တို့အငားခေါ်ထားတဲ့ကစားသမားတွေကလည်းပြန်သွားတာနဲ့ပြီးတော့တချို့ကစားသမားတွေကနေပြန်သွားတာတွေရှိတဲ့လူနဲ့ပဲကန်ပြီးတော့ကျွန်တော်တို့တက်နိုင်တော့အကောင်းဆုံးကစားပါတာအများကြီးရတာပေါ့ကျွန်တော်တို့ဒီယာဒီမှာကျွန်တော်တို့ကတော့ဒီ MCDN အတွင်းပေါ့ဒုတိယကြောမှာကျွန်တော်လာပူးပေါင်းပြီမယ်ကျွန်တော်တို့အများတက်နိုင်ဆုံးဆွဲတင်သွားတာပေါ့နော်ဒီအခုလည်းထိုင်းတင်တော့နေထားရတယ်အခုဒီယာဒီစီးပြီးချင်းဒီလိုထိုင်းတင်းတဲ့ကစားရတဲ့ဒီဥစားတင်းတဲ့ကစားဆိုလည်းအတွေ့အကြုံများရတယ်ဒါမဲ့ယာဒီအတွက်လာမဲ့ကပ်ပွဲဆိုတာကျွန်တော်အကောင်းဆုံးပြင်ဆင်သွားမှာ United City ကိုလာမဲ့ကပ်ပွဲတွေလည်းအားပေးဖို့ပေါ့ဟိုပြောချင်ပါတယ်